မင်္ဂလာပါရှင်ကျွန်မကတော့ဇင်းနေlegal service ရဲ့ founder တရားလွှတ်တော်ရှေ့နေဒေါ်စင်စင်ဦးပါဥပဒေရေးရာတည်လို့ရမေးခွန်းတွေဥပဒေဗဟုသုတတွေကိုရုံးပရက်တွေမှာမျှဝေပေးရရှိပါတယ်ကျွန်မဒီနေ့မျှဝေပေးမယ်ဥပဒေဗဟုသုတကတော့2026ခုနှစ်မတ်လ18ရက်နေ့မှာအသစ်ပြဋ္ဌာန်းခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံကူလက်မှတ်ဆိုင်ရာဥပဒေနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကိုရခင်ကတော့ကျမတို့1920ခုနှစ်မှာမြန်မာနိုင်ငံကူးလက်မှတ်အဥပဒေဆိုပြီးတော့ပြဋ္ဌာန်းထားတဲ့ဥပဒေတရရှိပါတယ်1920ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေကိုရုပ်သိမ်းလိုက်ပြီးတော့ကျမတို့2026ခုနှစ်မတ်လ18ရက်နေ့မှာမြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကိုအသစ်ပြဋ္ဌာန်းခြင်းဖြစ်ပါတယ်ဒီဥပဒေမှာဆိုရင်ဒီဥပဒေပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်ကတော့နိုင်ငံကူးလက်မှတ်အတူတွေပြုလုပ်တာတွေเนาะတခြားသူတူတယောက်ရဲ့နိုင်ငံကူးလက်မှတ်တွေကိုကူယူသုံးဆွဲတာတွေပေါ့နော်ဒါမျိုးပြစ်မှုတွေဖြစ်ပွားခြင်းမရှိအောင်အသစ်ပြန်လဲပြဋ္ဌာန်းခြင်းပဲဖြစ်ပါတယ်ဒီဥပဒေမှာဆိုရင်အခန်းအနေနဲ့ပေါ့နော်အခန်းကဏ္ဍဥပဒေအခန်းကဏ္ဍအနေနဲ့အခန်း၈ခန်းပေါ့နော်အခန်း၈ခန်းပြဋ္ဌာန်းချက်ရှိပါတယ်ဥပဒေတရက်မှာဆိုရင်တားမြစ်ချက်တွေရှိတယ်တားမြစ်ချက်တွေကိုချိုးဖောက်ရင်ဥပဒေရအရေးယူဆောင်ရွက်မှုတွေပေါ့နော်ပြစ်မှုပြစ်ဒဏ်တွေရှိပါတယ်ဒီဥပဒေမှာဆိုရင်ကျမတို့မြန်မာနိုင်ငံကူလက်မှတ်တွေကိုရခင်ကတော့ပေါ့နော်ဒီစာအုပ်နဲ့ပေါ့နော် paper နဲ့အသုံးပြုပြီးတော့ခုနောက်ပိုင်းမှာဆိုရင်ရခင် passport တွေကို passport အဟောင်းတွေကို e-passport ပေါ့နော် e-passport အနေနဲ့ပြောင်းလဲသုံးစွဲရမှာဖြစ်ပါတယ်ကျမတို့ဒီ e-passport တွေကိုပြောင်းလဲသုံးစွဲတဲ့နေရာမှာလိုအပ်ချက်တွေရှိပါတယ်။ဘာတွေလိုအပ်မလဲဆိုတော့ငကိုရှင်းရင်းဆွဲပေါ့နော်နိုင်ငံကူလက်မှတ်အဟောင်းရဲ့နောက်နိုင်ငံသားကတ်မူရင်းမိတ်တူနောက်တစ်ချက်ကဒီ e-passport ပြုလုပ်တဲ့သူဟာ10နှစ်အောက်အရွယ်ကလေးဖြစ်မယ်ဆိုရင်တော့မွေးစင်းလိုအပ်တယ်မွေးစင်းမူရင်းမိတ်တူနောက်တစ်ချက်က18နှစ်အောက်နော်18နှစ်အောက်ကလေးတွေ passport ပြုလုပ်မယ်ဆိုရင်တော့ e-passport ပေါ့နော်ပြုလုပ်မယ်ဆိုရင်မိဘအုပ်ထိန်းသူရဲ့ခွင့်ပြုချက်နော်ခွင့်ပြုချက်လက်မှတ်လိုအပ်တယ်နောက်အိမ်အောင်စုလူရည်စဉ်ပုံစံ66ပေါ့နော်ဒါလည်းလိုအပ်တယ်နောက်ကိုယ်ပိုင်သက်သေခံအမှတ် UIDဆိုလိုတာကကြတော့ကျမတို့ဒီ UID ဆိုတာကကြတော့ကျမတို့ smart card ပေါ့နော် smart card တွေလိုအပ်တယ်နောက်သတ်မှတ်ထားတဲ့အခကြေးငွေနော်သူတို့ပေးသွင်းရမယ် e-passport ပြောင်းတဲ့အခါမှာအဲ့ဒီအခကြေးငွေပေးသွင်းပြီးကြောင်းအထောက်အထားတွေလိုအပ်ပါတယ် e-passport ပြုလုပ်ရမှာဒီနေ့မျှဝေပေးမယ်ဥပဒေဗဟုသုတလေးကတော့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေအကြောင်းပဲဖြစ်ပါတယ်ဒီဥပဒေကို1920ခုနှစ်မှာကျမတို့ပြဋ္ဌာန်းထားတာရှိတယ်ဒီပြဋ္ဌာန်းထားတဲ့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာအဥပဒေပေါ့နော်ဒါကိုပယ်ဖျက်လိုက်ပြီးတော့2026ခုနှစ်မတ်လ18ရက်နေ့မှာမြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကိုအသစ်ပြဋ္ဌာန်းလိုက်ပါတယ်ဒီဥပဒေမှာဆိုရင်ကျမတို့ငကိုရှင်းဆွဲနိုင်ငံကူးလက်မှတ်တွေเนาะ passport တွေကို e-passport ဖြစ်ပြောင်းလဲသုံးစွဲရမှာပဲဖြစ်ပါတယ်နိုင်ငံကူးလက်မှတ်အမျိုးအစားပေါ့เนาะဒီအသစ်ပြဋ္ဌာန်းတဲ့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေမှာနိုင်ငံကူးလက်မှတ်အမျိုးအစား၃မျိုးရှိပါတယ်နံပါတ်1နိုင်ငံကူးလက်မှတ်အမျိုးအစားကတော့တာမန်နိုင်ငံကူးလက်မှတ်ပေါ့เนาะတာမန်နိုင်ငံကူးလက်မှတ်ကိုဆိုရင်ရှောက်ထားခွင့်ရှိတဲ့သူတွေပေါ့တာမန်နိုင်ငံကူးလက်မှတ်ရှိမယ်အထူးနိုင်ငံကူးလက်မှတ်ရှိမယ်နောက်ပြီးတော့တန်တမန်ရေးရเนาะတန်တမန်ရေးရနိုင်ငံကူးလက်မှတ်ရှိမယ်နိုင်ငံကူးလက်မှတ်မျိုးစား၃မျိုးရှိပါတယ်ဒီမှာဆိုရင်တာမန်နိုင်ငံကူးလက်မှတ်နဲ့ပတ်သက်ပြီးတော့ရှောက်ထားခွင့်เนาะရှောက်ထားခွင့်ရှိသူတွေရဲ့လိုအပ်ချက်တွေကိုကျွန်မအရင်ဆုံး sharing လုပ်ပေးချင်ပါတယ်နံပါတ်1အနေနဲ့တာမန်နိုင်ငံကူးလက်မှတ်ပေါ့နော် e-passport တွေကိုရှောက်ထားခြင်းတဲ့သူဟာဆိုရင်သူ့ရဲ့နိုင်ငံသားစစ်ဆေးကတ်ပြားမူရင်းမိတ်တူနော်ဒါတွေလိုအပ်မယ်နောက်တစ်ချက်ကအသက်10နှစ်အောက်ရှောက်ထားတဲ့သူကအသက်10နှစ်အောက်ဖြစ်ရင်တော့မွေးစင်းရင်မူရင်းမိတ်တူလိုအပ်ပါတယ်နောက်တစ်ချက်ကရှောက်ထားတဲ့သူကအသက်18နှစ်အောက်ဖြစ်ရင်တော့မိဘသို့မဟုတ်အုပ်ထိန်းသူတူဦးရဲ့ခွင့်ပြုချက်လိုအပ်ပါတယ်နောက်တစ်ချက်ကကြတော့အိမ်အောင်စုလူရည်စင်းနော်ပုံစံ66အဲ့ဒီမူရင်းနဲ့မိတ်တူလိုအပ်တယ်နောက်ကိုယ်ပိုင်သက်သေခံလက်မှတ်နော် UID card နော် smart card ကိုပြောတာအဲ့ဒါတွေလိုအပ်တယ်နောက်တစ်ချက်ကဒီလိုနိုင်ငံကူးလက်မှတ်အမျိုးအစားလိုက်ပေါ့နော်လိုအပ်တဲ့အခြားသောစာရွက်စာတမ်းအနေနဲ့ကတော့နိုင်ငံကူးလက်မှတ်အတွက်လိုအပ်တဲ့အခကြေးငွေပေးသွင်းထားပြီးကြောင်းအထောက်ထားစာရွက်ဒါတွေလိုအပ်ပါတယ်ဒီအချက်လက်တွေပြည့်စုံမယ်ဆိုရင်တော့နိုင်ငံကူးလက်မှတ်ထုတ်ပေးအဖွဲ့ရနေပြီးတော့တာမန်နိုင်ငံကူးလက်မှတ်ကို e-passport ကိုထုတ်ပေးမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့တန်တမန်နိုင်ငံကူးလက်မှတ်တန်တမန်နိုင်ငံကူးလက်မှတ်ဆိုတာကတော့ပြည်ပမှာတာဝန်ထမ်းဆောင်မဲ့တန်တမန်ရေးရာဝန်ထမ်းတွေပေါ့နော်ဒီလိုဝန်ထမ်းတွေကိုထုတ်ပေးတဲ့လက်မှတ်ကိုတန်တမန်နိုင်ငံကူးလက်မှတ်ဆိုပြီးတော့ဒီဥပဒေရဲ့ပုံမှန်29မှာပြဋ္ဌာန်းထားပါတယ်နော်ပုံမှန်26မှာတော့အထူးနိုင်ငံကူးလက်မှတ်ရဲ့
အကျိတ်ပဲဖွင့်ဆိုချက်ရှိပါတယ်အထူးနိုင်ငံကူးလက်မှတ်ဆိုတာကတော့ဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေနော်ဆိုရဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေဒီဝန်ထမ်းတွေအတွက်ကိုပြည်ပမှာသူတို့ကဒီပေါ့ပညာရေးတွေတွားပြီးတော့သင်ယူရမယ်နောက်တစ်ချက်ကသင်တန်းတွေတွားတက်ကမယ်နိုင်ငံတော်ကအခါအားလျော်စွာလွတ်တဲ့လေးလာရေးခရီးစဉ်တွေအတွက်လိုအပ်တဲ့passport ပေါ့နော်အဲ့ဒါကိုတော့အထူးနိုင်ငံကူးလက်မှတ်လို့ခေါ်ပါတယ်အထူးနိုင်ငံကူးလက်မှတ်ကိုဝန်ထမ်းတွေပေါ့နော်နိုင်ငံဝန်ထမ်းတွေကိုထုတ်ပေးခြင်းဖြစ်ပါတယ်ဒီလိုထုတ်ပေးရမှာလဲနိုင်ငံဝန်ထမ်းတိုင်းကိုသူထုတ်ပေးတာမဟုတ်ပါဘူးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ပေါ့နော်ဒီအဖွဲ့ရာဆိုရင်ရှောက်ထားလာတဲ့နိုင်ငံကူးလက်မှတ်မှန်များကိုခွင့်ပြုမှာမဟုတ်ပါဘူးသူတို့မှာသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်ဘယ်အချိန်မှာရှောက်ထားလာမှုတွေကိုညှင်းပယ်လို့ရနိုင်တယ်လဲရရှိပြီးသား passport တွေကိုပယ်ဖျက်လို့ရနိုင်တယ်လဲဆိုတော့သတ်မှတ်ချက်တွေရှိပါတယ်နော်မြန်မာနိုင်ငံဦးလက်မှတ်ရှောက်ထားခွင့်ရှိသူဖြစ်ကြောင်းပေါ့နော်အထောက်ထားတင်ပြနိုင်မှုမရှိတဲ့သူတွေเนาะအထောက်ထားတွေမပြည့်စုံဘူးပေါ့เนาะအထောက်ထားမတင်ပြနိုင်တဲ့သူတွေမပြည့်စုံတဲ့သူတွေနောက်တစ်ချက်ကနိုင်ငံသားအဖြစ်မှာရက်စဲခံထားရသူတွေเนาะနောက်တစ်ချက်ကမယိုးမဖြောင်သောသဘောဖြင့်လိမ်လည်လှည့်ပြားလျှောက်ထားသူတွေနောက်ပြစ်ဒဏ်ကြခံနေရတဲ့သူတွေเนาะတရားရုံးကနေပြီးတော့ပြစ်ဒဏ်ချမှတ်ထားတယ်ပြစ်ဒဏ်ခံနေရတယ်ဒါပေမဲ့ပြစ်ဒဏ်ဆေးရောက်ခြင်းမရှိသေးဘူးပေါ့နော်အဲ့လိုလူမျိုးတွေကိုလည်းနိုင်ငံကူးလက်မှတ်ထုတ်မပေးဖို့အတွက်ညှင်းဆန်ခွင့်ရှိပါတယ်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးအဖွဲ့ကနေပြီးညှင်းဆန်ခွင့်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုနှောက်ယှက်ဖျက်ဆီးနိုင်တဲ့သူလို့သူတို့ကယူဆရတဲ့အတွက်ကြောင့်ဒီလိုလူတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းမရှိဘဲနဲ့ညှင်းပယ်နိုင်ပါတယ်။ထုတ်ပေးထားတဲ့နိုင်ငံကူးလက်မှတ်တွေကိုလည်းပယ်ဖျက်နိုင်ပါတယ်ပေါ့နော်။နောက်တစ်ချက်ကလည်းဘယ်လိုအချိန်တွေမှာပယ်ဖျက်လို့ရလဲဆိုတော့လက်ရှိနေတဲ့နိုင်ငံကူးလက်မှတ်တွေဟာနော်ဆက်လက်သုံးပြုရင်မတင်လျော်လောက်အောင်ပျက်စီးနေတယ်လို့ညှဉ်းနှွမ်းနေတယ်လို့နော်အဲ့လိုမျိုးအချိန်တွေမှာနော်နိုင်ငံကူးလက်မှတ်ကင်ဆောင်ထားတဲ့လူကမြန်မာနိုင်ငံသားဖြစ်မှရက်စဲခံရတဲ့သူတွေနော်အဲ့လိုလူမျိုးတွေနောက်ပြီးပျောက်ဆုံးကြောင်းအစ်စ်ပြန်လဲထုတ်ပေးရင်ရှောက်ထားတဲ့သူတွေဒါတွေကိုစစ်စစ်တွေ့ရှိရတဲ့အခါမှာတော့ဒီနိုင်ငံကူးလက်မှတ်တွေကိုပယ်ဖျက်တာတို့เนาะထုတ်ပေးရန်ညှင်းဆန်တာတို့လုပ်ခွင့်ရှိပါတယ်ပုံမှန်30ပုံမှန်29တွေမှာပြဋ္ဌာန်းချက်ရှိပါတယ်ကြုံရှင်းပြရရင်တော့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေပုံမှန်35မှာ35ရဲ့ကကြီးမှာပေါ့နော်နိုင်ငံကူးလက်မှတ်ကိုတူပါသုံးဆွဲတာတွေเนาะအခြားသူတူတယောက်ရဲ့နိုင်ငံကူးလက်မှတ်ကိုသုံးဆွဲတာတွေမကန်လျှောက်ထားတာတွေပေါ့နော်မပြုလို့ရဆိုတဲ့တားမြစ်ချက်ရှိတယ်ပုံမှန်35ပါတားမြစ်ချက်ကိုဖောက်ဖျက်ရင်ပုံမှန်39ကကြီးနဲ့အရေးယူခံရမှာပါပေါ်ပေါက်ချက်ရှိတယ်ဆိုရင်တော့ကျမတို့အနည်းဆုံးထောင်ဒဏ်3လမှအများဆုံးထောင်ဒဏ်1နှစ်ထိဖြစ်စေငွေဒဏ်9သိန်းထိဖြစ်စေဒဏ်ငွေလုံးဖြစ်စေချမှတ်ခြင်းခံရမှာပါပုံမှန်35ခါခွေးเนาะခါခွေးမှာတော့တရားဝင်ကိုင်ဆောင်ခွင့်ရှိတဲ့နိုင်ငံကူးလက်မှတ်ရထားတယ်အဲ့ဒီရထားတဲ့သူရဲ့နိုင်ငံကူးလက်မှတ်ပေါ့နော်ဒါကိုရောင်းချတာတို့ငှားရမ်းတာတို့တနည်းနည်းနဲ့လွှဲပြောင်းတာတို့မလုပ်ရဘူးဆိုတဲ့တားမြစ်ချက်ရှိပါတယ်ဒီတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်တော့ပုံမှန်39ခါခွေးပါပြစ်မှုပြစ်ဒဏ်တွေကိုချမှတ်ခြင်းခံရမှာပါပေါ်ပေါက်ချက်ရှိတယ်ဆိုရင်တော့အနည်းဆုံးထောင်ဒဏ်3လမှအများဆုံးထောင်ဒဏ်1နှစ်ထိချမှတ်ခံရမယ်အပြင်သူကထောင်ဒဏ်နေမဟုတ်ဘူးငွေဒဏ်မှာပူးတွဲပြီးထမ်းဆောင်ရမှာပါအနည်းဆုံးငွေဒဏ်3သိန်းမှအများဆုံးငွေဒဏ်5သိန်းကျပ်ထိချမှတ်ခံရနိုင်ပါတယ်ပုံမှန်35ခန်းငယ်ပုံမှန်35ခန်းငယ်မှာဆိုရင်နိုင်ငံကူးလက်မှတ်ကိုအတုလုပ်တယ်ဓမ္မမဟုတ်ရင်စင်တူရိုးမလုပ်တယ်เนาะအဲ့လိုအတုတွေစင်တူရိုးမလုပ်ထားတဲ့နိုင်ငံကူးလက်မှတ်တွေလက်ဝယ်ထားတယ်เนาะကင်ဆောင်အသုံးပြုတာကိုတွေ့ရတယ်ဆိုရင်တော့ပုံမှန်39ခန်းငယ်ရအရေးယူခံရမှာပါပေါ်ပေါက်ချက်ရှိတယ်ဆိုရင်တော့အနည်းဆုံးထောင်ဒဏ်6လမှာအများဆုံးထောင်ဒဏ်9နှစ်အထိချမှတ်ခံရမယ့်အပြင်သူကလည်းငွေဒဏ်မှာပူးတွဲချမှတ်ခံရမှာပါအနည်းဆုံးငွေဒဏ်9သိန်းမှအများဆုံးငွေဒဏ်10သိန်းကျပ်အထိချမှတ်ခံရနိုင်ပါတယ်ပုံမှန်35ဂါကြီးနော်ပုံမှန်35ဂါကြီးမှာဆိုရင်မိမိကင်ဆောင်ခွင့်မရှိတဲ့မြန်မာနိုင်ငံကူးလက်မှတ်ကိုတဲ့မယိုးမဖြောင်သောသဘောနဲ့လက်ဝယ်ထားတယ်တဲ့ဥပမာတာမန်လူတယောက်ကဒီဝန်ထမ်းတွေကိုချပေးတယ်ပေါ့နော်အထူးနိုင်ငံကူးလက်မှတ်တို့တန်တမာရေးရနိုင်ငံကူးလက်မှတ်တို့ဒီလက်မှတ်တွေကိုမိမိကင်ဆောင်ခွင့်မရှိတဲ့နိုင်ငံကူးလက်မှတ်တွေကိုမယိုးမဖြောင်သောသဘောဖြင့်လက်ဝယ်ထားမယ်အသုံးပြုလိုက်မယ်တဆင့်ငှားရမ်းလိုက်မယ်ရောင်းချလိုက်မယ်ပေါင်နှံလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေဒါမှမဟုတ်ရင်ဖြက်စီးလိုက်တာတို့တနည်းနည်းနဲ့လွှဲပြောင်းလိုက်တာတို့မပြုရဆိုတဲ့တားမြစ်ချက်ရှိပါတယ်ပုံမှန်35ဂါကြီးပါတားမြစ်ချက်တွေကိုဖောက်ဖျက်ရင်ပုံမှန်39ဂါကြီးနဲ့အရေးယူခံရမှာပါပေါ်ပေါက်တယ်ဆိုရင်တော့အနည်းဆုံးထောင်ဒဏ်1နှစ်ကအများဆုံးထောင်ဒဏ်9နှစ်ထိချမှတ်ရမယ်ပြင်သူကလည်းငွေဒဏ်ပူးတွဲပြီးချမှတ်ခံရမှာပါငွေဒဏ်10သိန်းအနည်းဆုံးငွေဒဏ်10သိန်းကနေပြီးတော့အများဆုံးငွေဒဏ်15သိန်းထိချမှတ်ခံရနိုင်ပါတယ်နောက်တစ်ချက်ကပုံမှန်
36ပေါ့နော်ပုံမှန်36မှာနိုင်ငံကူးလက်မှတ်ကိုမမကန်ထုတ်ပေးတာတို့နော်ထုတ်ပေးစေတာတို့နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့နော်မှတ်တမ်းစာအုပ်မှာမယုံမဖြောင်းတဲ့သဘောတွေရေးသွင်းတာတို့ရေးသွင်းစေတာတို့ပေါ့နော်ဒီပုံမှန်ကတော့ပုံမှန်36ကတော့ဝန်ထမ်းတွေအတွက်ရည်ရွယ်ထားတဲ့ပုံမှန်တရပဲဖြစ်ပါတယ်ပုံမှန်36ကိုပုံမှန်36ပါတားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်နေဆိုရင်ပုံမှန်40ရာအရေးယူခံရမှာပါပေါ်ပေါက်ချက်ရှိရင်အနည်းဆုံးထောင်ဒဏ်3လမှာအများဆုံးထောင်ဒဏ်1နှစ်ထိဖြစ်စေငွေဒဏ်9သိန်းထိဖြစ်စေဒဏ်ရလုံးဖြစ်စေချမှတ်ခံရနိုင်ပါတယ်ပုံမှန်39ပုံမှန်39ဟာဆိုရင်တက်တန်းရှိတဲ့တာမန်နိုင်ငံကူးလက်မှတ်ကိုတဲ့တစ်ခုထပ်ပို့၍လက်ဝယ်ထားတယ်တဲ့ဒါမှမဟုတ်ရင်အသုံးပြုတယ်တဲ့ဒါတွေမလုပ်ရဆိုတဲ့တားမြစ်ချက်ရှိပါတယ်တာမန်နိုင်ငံကူးလက်မှတ်ဆိုတာကလူတိုင်းလျှောက်ထားလို့ရတဲ့လက်မှတ်ပေါ့နော်ဝန်ထမ်းနိုင်ငံဝန်ထမ်းတွေလျှောက်ထားတဲ့လက်မှတ်မဟုတ်ဘူးအဲ့လိုတာမန်နိုင်ငံကူးလက်မှတ်ကတက်တန်းရှိနေသေးတယ်အဲ့ဒီတက်တန်းရှိတဲ့နိုင်ငံကူးလက်မှတ်ကိုပေါ့နော်တစ်ခုထပ်ပို့ပြီးတော့လက်ဝယ်ထားတယ်နော်အသုံးပြုတယ်ဒါတွေကိုပြုလုပ်ခဲ့မယ်ဆိုရင်ပုံမှန်41အရာရေးယူခံရမှာပါပေါ်ပေါက်ချက်ရှိရဆိုရင်တော့အနည်းဆုံးထောင်ဒဏ်6လမှာအများဆုံးထောင်ဒဏ်3နှစ်ထိချမှတ်ခံရနိုင်တဲ့အပြင်အနည်းဆုံးငွေဒဏ်9သိန်းကျပ်မှအများဆုံးငွေဒဏ်10သိန်းကျပ်ထိချမှတ်ခြင်းခံရနိုင်ပါတယ်။သူကလည်းငွေဒဏ်မှာပူးတွဲချမှတ်ခြင်းခံရမှာပါ။နောက်တစ်ချက်က38ပုံမှန်38မှာဆိုရင်မြည်သူမြဤဥပဒေပါပြစ်မှုတရရက်ကိုကျူးလွန်ရတယ်ပူးပေါင်းကြံစည်ခြင်းအားပေးကူညီခြင်းမပြုရတဲ့ပုံမှန်38မှာတားမြစ်ချက်ရှိတယ်ပူးပေါင်းကြံစည်တာတွေအားပေးကူညီတာမပြုရဘူးပေါ့နော်ဒါကိုဖောက်ဖျက်ရင်တော့43ရအရေးယူခံရမှာပါပူပေါင်းကြံစည်တဲ့အားပေးကူညီတယ်ဆိုရင်ပြုလုပ်ကျူးလွန်သူရဲ့ချမှတ်ခံရတဲ့ပြစ်မှုပြစ်ဒဏ်တိုင်းပူပေါင်းကြံစည်သူကလည်းချမှတ်ခြင်းခံရမှာပါဒါကြောင့်မြန်မာနိုင်ငံကူးလက်မှတ်ကိုငကိုရှိတဲ့နိုင်ငံကူးလက်မှတ်ကနေ e-passport တွေဖြစ်ပြောင်းလဲတဲ့နေရာမှာရှောက်ထားရမယ်လိုအပ်ချက်တွေကိုကျွန်မဒီနေ့မျှဝေပေးပါတယ်တားမြစ်ချက်တွေကိုလည်းမျှဝေပေးထားပါတယ်ပေါ့နော်ဒါကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနိုင်ငံကူးလက်မှတ်ပြုလုပ်ရမှာပေါ့နော် e-passport ရှောက်ထားရမှာသတိပြုရမယ့်အချက်တွေကိုကျွန်မမျှဝေပေးတဲ့ဥပဒေတွေကိုနားထောင်ခြင်းဖြင့်ဥပဒေပါတားမြစ်ချက်တွေကိုဖောက်ဖျက်ခြင်းမရှိအောင်ကြိုးစားကြပါလို့ဒီနေရာကနေဥပဒေဘူးတုတဝင်မျှဒီတစ်ပတ်ရုံအားလက်ရက်လေးမှာတော့2026ခုနှစ်မှာအသစ်ပြဋ္ဌာန်းလိုက်တဲ့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေပေါ့နော်ဒီဥပဒေလေးကိုဥပဒေဘူးတုတအဖြစ်မျှဝေပေးလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်